အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်အိမ်မှာအားတဲ့အတွက်ကြက်သားစီပြန်ချက်တယ်ပြီးတော့ဘားလချောင်းကြော်တယ်ပြီးတော့ဒီမှာအတိုးမြုပ်အရှဲဒီမှာကိုယ်တိုင်ချက်ထားတာအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အိမ်မှာအားနေတဲ့ရက်လေးပေါ့ကြက်သားစီပြန်လေးရယ်ဘားလချောင်းကြော်လေးရယ်အတိုးမြုပ်နန်းနန်းပင်လေးပါမယ်ဒါကြက်သွန်မိတ်လေးပါမယ်ညီမထမင်းတွေကလည်းမစားပြစ်တာကြာပြီဆိုတော့ဒီနေ့လက်နဲ့ဆွဲမယ်အားရှဲဒီမှာကိုယ်တိုင်ချက်ထားတာအိုးဘားလချောင်းရှဲဆွဲရယ်ဒီနေ့ရှဲဟုတ်ကဲ့မဲမသိအလူရောက်နေတော့ပါရှာပါထဲနော်လုံးဝထဲ这个没了မြန်မာကဆိုတော့အိမ်မှာမြန်မာသားမစားတနည်းလောက်ရှိလူအားတော့ကအပြင်မှာစားရင်ရတာမရဘူးဘာကြောင့်ကြော်လဲထဲရမယ်နေလာမယ်ဟိုတော့ကောအဒီကအနှစ်ကအဒီကလည်းစက်သားကိုစက်တုံပြစီလုံးလိုက်တာပေါ့နော်ပြီးတော့စီကြည်ကြံဖြစ်တဲ့အချိန်မှာမဆလာလေးအုပ်တယ်ရှယ်ပဲစက်သားလေးအေးဆိုင်မှာစားရတဲ့ပူအောင်ဟိုအဲ့ဒီရှယ်အနည်းကလေးများများနဲ့မှစားလို့ပါရှယ်bien con vamos a terminar ya da şöyle işte koyတော့ပဲကျေးဇူးများတင်ပါတယ်ဒီ vlog လေးကိုကြည့်ရှုပေးတဲ့အတွက်နောက် vlog မှာပြန်ဆက်ပါ